တခါကကွန်ဖူးပညာမှာပြိုင်ဖက်ကင်းသူရဲကောင်းကြီးတယောက်ဟာသူ့ကိုရှင်နိုင်မဲ့သူကိုလိုက်လံရှာဖွေရဲလူမိုက်တွေကြီးစိုးအနိုင်ကျင့်နေတဲ့စားတောက်ဆိုင်တွေကိုတည်ငြိမ်စွာဝင်ရောက်လာခဲ့ပါတယ်။သူရဲကောင်းဟာရန်သူတွေကိုဂိမ်းဆိုင်ပဲအေးဆေးထိုင်နေရင်တူမာထားတဲ့ဖတ်ထုတ်တွေကိုအာရုံစိုက်ပြီးစားနေခဲ့ပါတယ်။လူဆိုးတွေရဲ့ရန်လိုစကားကြောင့်ဖတ်ထုတ်ကိုမြှုပ်ချလိုက်ပြီးစတင်တိုက်ခိုက်လိုက်ပါတယ်။အဲ့မခန်းကွန်ဖူးပညာတွေနဲ့အတူရန်သူတစ်ထောင်ကိုတော့မျက်စိတမိတ်အတွင်းမှာပဲအလွယ်တကူရှင်းပြနိုင်ပါတယ်။အဲ့ဒီအချိန်မှာပဲတရုတ်ကြီးရဲ့နာမည်ကြီးသူရဲကောင်းကားပေါ်ဝင်လာပြီးသူရဲကောင်းကြီးကိုယူတည်ပေးလိုက်ကြပါတယ်။သူရဲကောင်းကားပေါ်နဲ့အတူသူရဲကောင်းကြီးဟာတဏ္ဍာရီထဲကမော်ကြောက်စိမ်းသားကိုထုတ်လိုက်ပြီးမိစ္ဆာတောင်ကုန်းပေါ်ကကြန့်ရှိနေတဲ့ရန်သူတသားကိုစတင်ဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်။တိုက်ပွဲဝင်နေတော့မှပဲပိုရေးထတော့အလုံးနောက်ကြတော့မယ်ဆိုတဲ့စကားတန်ထွက်ပေါ်လာပြီးအောက်ကိုပြုတ်ကျတော့ခဲ့ပါတယ်။တကယ်တမ်းတော့ဒါဒီအားလုံးဟာပိုလို့ခေါ်တဲ့ပန်တာဝက်ဝင်လေးတစ်ကောင်ရဲ့အိမ်မက်တစ်ခုသာဖြစ်နေခဲ့ပါတယ်။လက်တွေ့ဘဝမှာပိုဟာဘာကွန်ဖူးပညာမတက်မြောက်ထားတဲ့ဘိုက်ဆွဲဆွဲတာမှန်ဝက်ဝင်လေးတစ်ကောင်ပဲဖြစ်ပါတယ်။သူရဲကောင်းကားပေါ်ရဲ့အယုတ်တွေကိုကြည့်ကယူးကြောင်ကြောင်တွေလုံနေတော့အောက်ထပ်မှာတော့ပိုရဲ့အဖေဟာအိယာထားဖို့အော်ခေါ်နေခဲ့ပါတယ်။ပိုရဲ့အဖေဟာခောက်ဆွဲစာရဲ့စပူမှုတယောက်ဖြစ်ပြီးစိတ်မကောင်းစရာကတော့ဝက်ဝင်မဟုတ်ပဲဘဲငန်းလေးတစ်ကောင်လာဖြစ်နေခဲ့ပါတယ်။ပိုကတော့သူ့ရဲ့အိမ်မက်တွေအကြောင်းကိုမပြောပြရဲလို့ခောက်ဆွဲတွေကိုအိမ်မက်မှတ်နေတယ်လို့လာလိန်ပြောလိုက်ပါတယ်။ပိုရဲ့အဖေကတော့အဲ့ဒီစကားကြောင့်ရမ်းပျော်နေပြီးမျိုးရေးစင်ဆက်ထိမ့်သိမ်းလာတဲ့ခောက်ဆွဲပြုတ်လုံနီးလျှို့ဝဲချက်ကိုလက်ဆင့်ကမ်းမှုတနမိတ်ပဲလို့ပြောနေခဲ့ပါတယ်။ငင်းချမ်းရေးတောင်ကြားရဲ့အမြင့်ဆုံးတောင်ထိပ်ပေါ်ကကြောက်စင်းနှံ့တော်ကြီးစီမှာတော့တလောကလုံးလေးစားအကြရတဲ့သူရဲကောင်းငါးဖော်ဟာမစ္စတာရှိဖူးလို့ခေါ်တဲ့ကွန်ဖူးဆရာကြီးစီမှာအပြင်းထန်လေ့ကျင့်နေကြပါတယ်။ဆရာရှိဖူးရဲ့အထက်မှာတော့ငင်းချမ်းရေးတောင်ကြားရဲ့ကွန်ဖူးပညာကိုစတင်တည်ထောင်ခဲ့သူဖခင်ကြီးမစ္စတာဥကွေးဆိုတဲ့လက်ကြီးရှိနေခဲ့ပါတယ်။မစ္စတာဥကွေးကအသက်1000ကျော်နေပြီဖြစ်ပြီးစัจ java ရဲ့အနာဂတ်ကိုတော့ဟောကိန်းထုတ်နိုင်လောက်အောင်အမြင်မြင်ကြီးမားတဲ့ပညာရှိလက်ကြီးဖြစ်ပါတယ်။မစ္စတာဥကွေးဟာဆရာရှိဖူးကိုခေါ်ပြီးတုံလောက်ရှာရှားပွဲကောင်းတဲ့နမိတ်တစ်ခုကိုပြောပြလိုက်ပါတယ်။အဲ့ဒါကတော့အလွန်ခဲ့တဲ့အနှစ်20ကတည်းကအကျဉ်းချခံထားရတဲ့ကြောက်မက်ဖွယ်ရာကြက်တင်းနက်ကြီးထိုင်လန်ဟာတနေ့မှပြန်လွတ်လာပြီးကြောက်စိမ့်နှန်းတော်ကိုခလဲစားချေဖို့ရောက်လာတော့မယ်လို့ဟောကိန်းထုတ်လိုက်ပါတယ်။တရားရှိဖူးကအရန်ကိုတုံလို့တောင်းပြီးအကျဉ်းထောင်ရဲ့လုံခြုံရေးအဆောင်နဲ့လက်နက်တွေကိုနှစ်ဆတိုးခိုင်းလိုက်ပေမဲ့မစ္စတာဥကွေးကတော့တာဟာရှောင်လွဲလို့မရတဲ့ကံကြမ္မာဖြစ်တာမို့အေးဆေးတည်ငြိမ်စွာပဲထိုင်လန်ကိုတားနိုင်မဲ့ငကားသူရဲကောင်းကိုရွေးချယ်ဖို့ပြန်ပြောလိုက်ပါတယ်။ကြောက်စိမ့်ငကားစာလိပ်ထဲမှာတော့အကန့်တက်မဲ့စွမ်းအားတွေရှိနေပြီးတကယ်ထိုက်တန်သူဟာငကားသူရဲကောင်းဖြစ်လာကထိုင်လန်ကိုတားဆီးနိုင်မယ်လို့မစ္စတာဥကွေးကပြောပြလိုက်ပါတယ်။ခောက်ဆွဲရောင်းရင်အလုံးများနေတဲ့ပူကတော့ငကားသူရဲကောင်းရွေးချယ်ပွဲရဲ့ကြော်ညာစာရက်ကိုတွေ့လာပြီးတရွာလုံးကလည်းသူရဲကောင်းကားပေါ်တဲ့ကဘသူကငကားသူရဲကောင်းဖြစ်မလဲဆိုတာကိုစိတ်ဝင်စားနဲ့ပြပွဲစီကိုထွက်သွားခဲ့ကြပါတယ်။ပူလဲလိုက်သွားဖို့လုပ်နေတော့ပူရဲ့အဖေကရွေးချယ်ပွဲမှာဈေးရောင်းဖို့အတွက်ခောက်ဆွဲလဲကိုပဲယူရလို့ပြောလိုက်ပါတယ်။မီရှူမီပန်းနေနဲ့စီကားနေတဲ့ကြောက်စိမ့်နှန်းတော်ရဲ့ထိတ်နေရာကိုရောက်ဖို့အတွက်ပူကတော့ခောက်ဆွဲလဲနဲ့ပိုက်ရွှဲရွှဲကိုတည်ရင်တရွရွနဲ့တက်လာခဲ့ပါတယ်။ပြပွဲကိုအရန်ကြီးရှင်နေတဲ့ပို့ဟာအချိန်မီဖို့ခောက်ဆွဲလဲကိုထားခဲ့ပြီးအမြန်ပြေးသက်သွားပြီမဲ့ပွဲစားတင်ရှင်ရောက်တော့ဝင်းဖောက်တကားဟာပိတ်သွားခဲ့ပါတယ်။တကားကိုထူပြီးဖွင့်ပေးဖို့တောင်းဆိုနေပြီမဲ့အထက်ကပုံစံတွေကြောင့်ဆူညံနေပြီးဘယ်သူမှမကြားနိုင်ဖြစ်နေခဲ့ပါတယ်။သူရဲကောင်းငါးဖော်ရဲ့ကွန်ဖူးပြောက်ကွက်ကိုနယံရဲ့လေဝင်ပေါက်ကနေတဆင်ချောင်းကြည့်နေပြီးဂျိုးကြရဲ့တာဝန်ခတ်တဲ့ကြောင့်ချောင်းကြည့်နေတဲ့အပေါက်လည်းပိတ်သွားခဲ့ရပါတယ်။ညီအမျိုးမျိုးနဲ့အထက်ကိုဝင်ဖို့ကြိုးစားကြည့်ပေမဲ့မအောင်မြင်ပဲတိုင်ပတ်နေခဲ့ရပြန်ပါတယ်။ငကားသူရဲကောင်းဖြစ်ဖို့ဒါခွင့်ရအများဆုံးဖြစ်တဲ့ကြားမအလဲရောက်လာတဲ့အချိန်မှာတော့ပိုဟာဘယ်လုံးမှမနေနိုင်တော့ပဲတစ်ပင်ကနေတဆင့်အထဲကိုခုံဝင်ဖို့ကြိုးစားကြည့်ပေမဲ့အလေးချိန်ကြောင့်အပြင်ဖက်ကိုဒါကန်ထုတ်သွားခဲ့ပြန်ပါတယ်။မစ္စတာဥကွေးဟာငကားသူရဲကောင်းရွေးချယ်တော့မယ်လို့ကြီးညာလိုက်ပြီးသူရဲကောင်းငါးပေါ်လည်းအသင်းနေရယူလိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲပိုဟာအကြံတစ်ခုရလာပြီးထိုင်ခုံမှာမီးရှူတိုင်တွေကိုတက်ကစနစ်တန်ကိုမြင်းကြီးလိုက်ပါတယ်။ပိုရဲ့အဖေရောက်လာပြီးဘာတွေလုပ်နေရလဲလို့မေးလိုက်တော့သူ့အိမ်မက်တွေကိုမလီမညာပဲသူဟာကွန်ဖူးကိုအရန်ရှင်းတဲ့နိုးကြောင်တက်တက်သားသားပြန်ပြောလိုက်ပါတယ်။ကောင်းစိုးကြိုးစားခဲ့ပေမဲ့မီးရှူတွေကတော့မီးမဆွဲလို့လက်ချော့လိုက်ဖို့တွေးနေတော့ရုတ်တရက်မီးတွေပြန်ပွင့်လာခဲ့ပါတယ်။မီးရှူတက်ထားတဲ့ထိုင်ခုံနဲ့အတူကောင်းကင်ဘော်ကိုအချိန်ဟုန်ပြင်းစွာပြန်တက်သွားပြီးရွာသူရွာသားတွေအားလုံးကလည်းအောင်းမင်တက်စွာပိုရဲ့ပြန်တက်မှုကိုငေးကြည့်နေခဲ့ကြပါတယ်။ဒါပေမဲ့ခဏအကြာမှာတော့ထိုင်ခုံကပောက်ကွဲသွားပြီးကောင်းကင်ညံကနေမီးခိုးတန်းတွေနဲ့အတူပြပွဲကွင်းရအလဲတက်တက်ကိုပြန်လဲပြုတ်ကျလာခဲ့ပါတယ်။ပိုတယောက်ပြန်လဲနိုးထလာတဲ့အချိန်မှာတော့မစ္စတာဥကွေးရဲ့လက်ညှိုးကပူရှိတက်တက်ကိုရောက်နေခဲ့ပါပြီ။ပိုကတော့သူဟာပွဲကြည့်ဖို့လာတာဖြစ်ကြောင်းပြောပြီးတောင်းပန်နေပေမဲ့မစ္စတာဥကွေးဟာစัจ java ကငါတို့အတွက်ငကားသူရဲကောင်းပို့ပေးလိုက်ပြီလို့တိတိကျကျပဲကြီးညာလိုက်ပါတယ်။အသေးအတန်လေ့ကျင့်ထားတဲ့သူရဲကောင်းငါးပေါ်အပြင်ဆရာရှိဖူးတို့အားလုံးမယုံကြည်နိုင်လောက်အောင်ဖြစ်နေခဲ့ကြပါတယ်။ပိုကတော့ခက်တိနဲ့ထန်းစင်ပေါ်တက်ပြီးဘယ်ကမှမသိတဲ့ဘိုက်ပူပူပန်တာဟာအားလုံးအိမ်မက်မက်ခဲ့ရတဲ့ငကားသူရဲကောင်းဖြစ်လာတဲ့ဆိုတာသူတို့အားလုံးအတွက်တော့လက်မခံနိုင်တဲ့အမှန်တရားတစ်ခုဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ထိုင်လန်ကိုအကျဉ်းချလာတဲ့အကျဉ်းထောင်စီကိုမစ္စတာရှိဖူးစီလွတ်လိုက်တဲ့စာပုံးငက်လေးဟာရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီအကျဉ်းထောင်ဟာတိမ်လာတွေရဲ့အောက်နှက်ဆိုင်လာတဲ့ကြောက်ကမ်းပါးကြီးပေါ်မှာတည်ရှိပြီးလက်နက်အပြည့်စုံနဲ့ကြန့်စစ်တီတော့အရောက်တစ်ထောင်ကတင်းကျပ်စွာစောင့်ကြပ်နေခဲ့ပါတယ်။ဆရာရှိဖူးရဲ့အမှားစကားကြောင့်ကြန့်ဖို့ရှုပ်ကြီးလည်းအကျဉ်းသားတစ်ယောက်ပဲရှိတာမို့ထိုင်လန်ဟာလွတ်လန်းမရှိဘူးလို့ပြန်ပြောကမထင်မှတ်ထားပဲစာပုံငန်းရံအမွေးတစ်ခုကျွတ်သွားခဲ့ပါတယ်
အရန်ကိုနှက်ဆိုင်တဲ့အကြောင်းနဲ့ကြီးတဲ့မှာတော့ထိုင်လန်ရဲ့ကိုယ်တော်ပေါ်လိတ်ခုံပုံစံတက်ဆင်ထားပြီးကွန်ဖူးပညာကိုလုံးဝသုံးလို့မရအောင်ခနာကိုယ်ရဲ့နေရာအနှံ့မှာလိတ်ပြပုံစံအကျော်ပိတ်အပ်တွေကိုစိုက်ကခြေထောက်နဲ့လက်ကိုလည်းလှုပ်ရှားလို့မရအောင်အေယာမကြောက်ဆောင်ကြီးနဲ့တွဲရှိထားခဲ့ပါတယ်။ကြံ့ပိုရှုပ်ကြီးကနဂါးတူရဲ့ကောင်းစာလက်ကိုပေးအပ်လိုက်ပြီးဖြစ်ကြောင်းထိုင်လန်ကိုပြောပြီးအမီးကိုတက်နှင်းကဒေါ်ရကိုဆွနေခဲ့ပါတယ်။ထိုင်လန်ဟာအခြေတက်တဲ့မှာကြာလာတဲ့ငတ်မွေးကိုပါနဲ့စွာအမီးနဲ့ဖမ်းယူထားလိုက်ပါတယ်။ပိုကတော့တူရဲကောင်းတွေရဲ့တော်ဝင်ခမ်းမကြီးတဲ့ကိုရောက်လာခဲ့ပြီးအထက်မှာရှိတဲ့ခဏဝင်အသုံးဆောင်ပစ္စည်းတွေကိုကြည့်ကပြောနေခဲ့ပါတယ်။ကောင်းကင်ကစစ်တီတွေရဲ့ဝိညာဉ်ထည့်ထားတဲ့တဏှာကြီးလာအယုတ်ပြအိုးနဲ့စကားပြောနေပြီးမတော်တဆကြွယ်တော့ခဲ့ပါတယ်။ဆရာရှိဖူးရောက်လာပြီးဒီလိုအစီပိတ်နေတဲ့ခန္ဓာကိုယ်နဲ့ငကားတူရဲကောင်းတယောက်ဖြစ်လာမှာမဟုတ်ကြောင်းနဲ့ငကားစာလိတ်ထဲကလျှို့ဝှက်ချက်တွေကိုမဖော်နိုင်သေးတဲ့ငကားတူရဲကောင်းအဖြစ်လက်မခံကြောင်းပြောပြလိုက်ပါတယ်။မာစတာဦးကွေးကရွေးချယ်ထားပေမဲ့သူကိုယ်တိုင်ကလေ့ကျင့်ပေးရမှာဖြစ်ကြောင်းပြောပြပြီးအစင်းမြင့်ကွန်ဖူးတိုင်းတစ်ခုဖြစ်တဲ့ဝူရှီလက်ချောင်းတိုင်းကိုထုတ်ပြလိုက်ပါတယ်။ဖိုကတော့ဒီတိုင်းရဲ့နာမည်ကိုတိနေပြီးအရန်ကိုတုံလုံးနေခဲ့ပါတယ်။ဆရာရှိဖူးကဖိုကိုလေ့ကျင့်ပေးဖို့အတွက်လေ့ကျင့်ရင်းမှာစိတ်ပြက်ပြီးထွက်သွားစီစဉ်တဲ့ရည်ရွယ်ချက်နဲ့အကျန်းစားလေ့ကျင့်ရေးကွင်းစီကိုခေါ်ပြီးပညာပေးဖို့အတွက်စီစဉ်လိုက်ပါတယ်။လေ့ကျင့်ရေးကွင်းနဲ့ရောက်တော့ဖိုဟာတူရဲကောင်းငါးဖော်ရဲ့အမိုက်စားလေ့ကျင့်မှုတွေကိုကြည့်ပြီးအရန်ကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်။ဖိုအလက်ကျရောက်လာတဲ့အချိန်မှာတော့ကလေးတွေလေ့ကျင့်ဖို့လှုပ်ထားတဲ့ပြစ်တိုင်းတော်နဲ့လေ့ကျင့်ရှင်သာတောင်းဆိုလိုက်ပါတယ်။ပြစ်တိုင်းတော်ကိုခပ်ပြင်းပြင်းလေးထိုးလိုက်လို့ပြန်ကန်ထွက်ကတွားတဲ့ချောင်းကျွတ်သွားပြီးလေ့ကျင့်ရေးစက်ကွင်းထဲကိုလွင့်စင်တောင်းခဲ့ပါတယ်။အထင်းမှာတော့မီးတောက်တွေကြားတဲ့အကင်ခံရဝေယန်းဆက်တွေရဲ့ထိုးရိုက်တာတွေခံရပြီးအလဲလဲကွဲကွဲနဲ့ဖြစ်ကမတေယုံတမဲပြန်ထွက်လာခဲ့ရပါတယ်။ညရောက်တော့ဂျိုးဂျာရဲ့အခန်းထဲမောင်းဝင်သွားလို့ဖိုကဂျိုးဂျာရဲ့ပရိသတ်ဖြစ်ကြောင်းပြောနေပေမဲ့မကောင်းတတ်လို့သူအိတ်တော့မယ်လို့ပြောပြီးအခန်းထဲကငေါထုတ်လိုက်ပါတယ်။ကျမ်းမရောက်လာပြီးဖိုကိုဒီနေရာနဲ့မသက်ဆိုင်ကြောင်းနောက်နေ့မနေ့ရောက်ရင်ကြောက်စင်းနှန်းတော်ကထွက်သွားဖို့အတွက်ပြက်ပြက်တတာပြောလွတ်လိုက်ပါတယ်။ဖိုကတော့ဝမ်းနေတော့လို့မတ်မွန်ပင်အောက်မှာရက်ပြီးသူဟာငကားတူရဲကောင်းဖြစ်ဖို့မထိုက်တန်ဘူးလို့တွေးကဝမ်းနေနေတော့မာစတာဦးကွေးကရောက်လာခဲ့ပါတယ်။သူရဲကောင်းငါးဘော်ကသူ့ကိုအယံမုန်းနေကြကြောင်းနဲ့သူဟာအိမ်ပြန်ပြီးခောက်ဆွဲပဲရောင်းဖို့တင့်ကြောင်းမာစတာဦးကွေးကိုပြောပြလိုက်ပေမဲ့မာစတာဦးကွေးကတော့တိတ်ဆိုတာတမိုင်းဖြစ်တော့ပြီးအနာဂတ်ဆိုတာဘယ်ဟေနည်းတစ်ခုပဲဒါပေမဲ့ဒီနေ့ဆိုတာကတော့လက်ဆောင်တစ်ခုပဲလို့ကျင်နာစွာဖိုးအားပေးစကားပြောလိုက်ပါတယ်။ထိုင်လန်ကတော့ငတ်မွေးတွေကိုတော့အဖြစ်သုံးကပိတ်လောင်ထားတဲ့လက်ခွန်ကြီးကိုဖွင့်နိုင်တော့ခဲ့ပြီးခနာကိုယ်မှာစိုက်ထားတဲ့အက်တွေအားလုံးလည်းကျွတ်ထွက်လာကနည်းငယ်လှုပ်ရှားနိုင်တော့ခဲ့ပါတယ်။ဒါကိုတတိထားမိတော့တဲ့အဆောင်တွေကလေးများတွေနဲ့လမ်းပစ်ကြပြီးများတစ်ခုကထိုင်လန်ရဲ့လက်ထိပ်ကိုထိတော့ခဲ့ပြီးလက်တစ်ဖက်ကပါလွတ်မြောက်သွားခဲ့ပြန်ပါတယ်။အနည်း20လုံးအကျဉ်းကျနေတဲ့အညိုတေးတွေနဲ့တူထိုင်လန်ရဲ့ကွန်ဖူးဆွမ်းအားတွေဟာပြန်လည်နှိုးထွက်လာပြီးကြံနေတဲ့တန်ကြိုးတွေကိုမျက်ပင်တစ်ပင်နဲ့ဆွဲနှုတ်လိုက်ပါတယ်။သူ့ကိုပစ်ထားတဲ့များတွေကိုပဲတုံးပြီးကြောက်နေရမှာစိုက်ကအပေါ်ဖက်ကိုအလင်းမြန်ပြေးသက်တော့ခဲ့ပါတယ်။ထိုင်လန်ဟာကျန်းစစ်တီတော်တွေကိုလက်ပလာနဲ့အလွယ်တကူတိုက်ခိုက်ပြီးထွက်ပေါက်ရှိရာကိုရောက်လာနိုင်ခဲ့ပါတယ်။ကျန်းဝမ်းဆောင်ဟာထွက်လန်းကိုဖျက်ဆီးပစ်ဖို့အတွက်ကြောက်ဆွန်နေရမှာတတ်ထားတဲ့ဘုံတွေကိုဖောက်ခွဲပစ်လိုက်ပေမဲ့ထိုင်လန်အတွက်တော့ကလေးကစားစရာတတ်တာလို့ဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့အကျဉ်းထောင်ကြီးတစ်ခုလုံးကိုဖောက်ခွဲဖျက်ဆီးပြီးလွတ်မြောက်တော့ခဲ့ပါတယ်။သူဟာကြောက်လန့်တုန်လုံးနေတဲ့စာပိုးငန်းလေးကိုပဲအချင်ထားခဲ့ပြီးငကားသူရဲကောင်းအစ်စ်ပြန်လာပြီလို့ပြောလိုက်ဖို့ကြောက်စိမ့်နှံ့တော်စီကိုပြန်လွတ်ပေးလိုက်ပါတယ်။နောက်နေ့မနက်မှာတော့အချက်ပြခေါင်းလောင်းထိုးတယ်နဲ့သူရဲကောင်းအလုံးလေးကျင့်ဖို့အတွက်အသင့်ဖြစ်နေကြပြီ။ခိုကတော့ပျောက်နေခဲ့ပါတယ်။ဆရာရှိဖို့လည်းအခန်းထဲဝင်ကြည့်လိုက်တော့မရှိတာနဲ့သူထွက်သွားပြီလို့ထင်ကလေ့ကျင့်ရေးကွင်းစီထွက်လာခဲ့ကြပါတယ်။လေ့ကျင့်ရေးကွင်းထဲမှာတော့ဖိုတယောက်စောစောထကစိတ်တက်ကြွစွာနဲ့တွေးပြီးလေ့ကျင့်ခန်းလုပ်နေတာကိုတွေ့လိုက်ရပါတယ်။ဆရာရှိဖူးကတော့ဒါကိုအထင်မကြီးပဲတိုက်ခိုက်ရေးမှာအသုံးပြုနိုင်တဲ့ကွန်ပတ်ဆိုတာနှစ်ပေါင်းများစွာလေ့ကျင့်ထားရကြောင်းပြောပြလာခဲ့ပါတယ်။ဒီနေ့မှာတော့ဖိုးပဲနဲ့နှိကုတ်ဖို့အတွက်သူရဲကောင်းငါးဖော်နဲ့လေ့ကျင့်ခိုင်းဖိုးကတော့စိတ်မပြတ်ပဲအရန်ကိုပျော်နေခဲ့ပါတယ်။အဲဒါကြောင့်ပဲဆရာရှိဖူးကိုယ်တိုင်တိုက်ခိုက်လိုက်ပြီးဖိုးကတော့ဆရာရှိဖူးရဲ့လက်ထဲမှာပဲဂျုံနေသူလိုဖြစ်နေကကြောက်စင်းနှံ့တော်ရဲ့အောက်ဆုံးအထက်ထိကိုကန်ချခံလိုက်ရပါတယ်။ညရောက်တော့နန်ကောင်နဲ့မွေမလေးတို့ဟာဖိုးကိုတန်ရန်တွေတက်တာစေဖို့အတွက်အဆိုင်ကူထုံးနဲ့ကုတပေးခဲ့ကြပြီးသူတို့နဲ့အနှဲငယ်ရင်းနှီးမှုရလာခဲ့ပါတယ်။ကျမ်းမာလေးရောက်လာပြီးထိုင်လန်အကြောင်းဖိုးကိုပြောပြလိုက်ပါတယ်။တကယ်တော့ထိုင်လန်ကိုဆရာရှိဖူးကငယ်လေးကတည်းကမွေးစားခဲ့ပြီးသူ့သားတစ်ယောက်လိုအရန်ချစ်ခဲ့တာဖြစ်ပါတယ်။ကွန်ဖူးမှာပါရမီပါလာတာကြောင့်ဆရာရှိဖူးကအားလုံးကိုတင်ပေးခဲ့ပြီးအောင်မြင်ဖို့အတွက်မွေးဖွားလာတယ်လို့တောင်အမြဲတမ်းယုံကြည်နေခဲ့ပါတယ်။ထိုင်လန်ကအရွယ်ရောက်လာတော့ဒီပညာလောက်နဲ့မလုံလောက်ပဲငကားစာလေးကိုပါလိုချင်လာခဲ့ပြန်ပါတယ်။ဒါပေမဲ့မာစတာဥကွေးကထိုင်လန်စိတ်ဓာတ်မကောင်းတာကိုသိပြီးငကားတူရကောင်မဖြစ်နိုင်ဘူးလို့ညင်းပယ်လိုက်ပါတယ်။ပောက်ကွဲထားတဲ့ထိုင်လန်ဟာဒေါရကြောင့်ရွာကိုဖျက်ဆီးပြီးစာလိတ်ကိုလူယူဖို့ကြိုးစားခဲ့ပါတယ်။ဆရာရှိဖူးကတားဖို့ကြိုးစားခဲ့ပေမဲ့သူ့သားပေါ်ထားတဲ့အချက်စိတ်ကြောင့်မလုံရနိုင်ပဲမာစတာဥကွေးကတားဆီးပေးလိုက်နိုင်ပါတယ်။ဒီလိုနဲ့ထိုင်လန်လန်းထောင်ကျသွားပြီးဆရာရှိဖူးကထိုင်လန်ကိုရှစ်တယ်လို့ဘဒုကိုမှနောက်ထပ်မရှစ်တော့ပဲအမြဲတမ်းမကြည့်မပြုံးဖြစ်လာခဲ့တာဖြစ်ပါတယ်။ပြောပြနေတော့မှပဲအကျော်မဆိုင်လိုက်လို့ဖိုရဲတတိမိသွားခဲ့ပါတယ်။စိတ်ညစ်စေဖို့တရားထိုင်နေတော့တင်းပုံငန်းလေးပြန်လာပြီးထိုင်လန်လွတ်လာပြီးဖြစ်ကြောင်းကြားလိုက်ရပါတယ်။ဆိုရင်တကြီးနဲ့မာစတာဥကွေးကိုအပြေးလွှားပြောပြလိုက်ပေမဲ့မာစတာဥကွေးကတော့တင်းငိမ့်စွာပဲငကားသူရဲကောင်းဟာသူ့ကိုတားဆီးနိုင်မယ်လို့တီးတီးကြကြပြောပြလိုက်ပါတယ်။
ဆရာရှိဖူးကသူဘာလုပ်ရမလဲဆိုတာမသိတော့တာမလို့မတ်စတာဥကွေးစီအကူအညီတောင်းမိမယ်ပညာရှိကြီးဥကွေးကတော့အေးဆေးတည်ငြိမ်စွာပဲငါရဲ့အချိန်ကိုရောက်ပြီးဖိုးဖိုးယုံကြည်ပေးပါလို့နောက်ဆုံးအမှာစကားမှာကြားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဆန္ဒလာရဲ့အလင်းရောင်အောက်မှာမတ်စတာဥကွေးရဲ့ခန္ဓာကိုယ်ဟာထောင်ပေါင်းများစွာသောမတ်မပွင့်လေးတွေအဖြစ်ပြောင်းလဲသွားပြီးလေထဲမှာလွင့်မြော်ရင်းကောင်းကင်ယံကိုအေးချမ်းစွာပြန်လွှတ်သွားခဲ့ပါတယ်ဆရာရှိဖူးတယောက်တော့သူ့ရဲ့ဆရာကိုဝမ်းနဲ့ပလက်နဲ့တားဆီးဖို့ကြိုးစားနေပေမဲ့ဥကွေးကတော့သူ့ရဲ့တာဝန်တွေကိုရှိဖူးရဲ့လက်ထဲအပီးပိုင်အနှံပြီးနှက်ရဆန်သွားခဲ့ပါပြီအခန်းထဲမှာတော့ဖိုးဟာသူရဲ့ကောင်းကားပေါ်ကိုသူ့ရဲ့ဟင်းချက်စကေးတွေပြနေပြီးဟာတတွေပြောကရင်းနှီးမှုရဖို့ကြိုးစားနေခဲ့ပါတယ်အဲ့ဒီအချိန်ဆရာရှိဖူးရောက်လာပြီးထိုင်လန်ဟာလွတ်လာပြီးဖြစ်ကြောင်းနဲ့မတ်စတာဥကွေးမရှိတော့ကြောင်းပြောပြလာခဲ့ပါတယ်သူရဲ့ကောင်းကားပေါ်ပေါင်းပြီးထိုင်လန်ကိုတားဖို့အတွက်ရှိဖူးကိုပြောနေကြပေမဲ့ရှိဖူးကတော့ထိုင်လန်ကိုတားနိုင်မဲ့သူဟာငကားသူရဲ့ကောင်းတယောက်ပဲရှိတယ်လို့ပြောနေတော့မှပဲဖိုးကတော့ထွက်ပြေးသွားခဲ့ပါပြီဆရာရှိဖူးလိုက်လာပြီးဖိုးကိုပြောင်းလဲပေးမယ်လို့ပြောနေပေမဲ့ဖိုးကတော့ထိုင်လန်နဲ့တူမတိုင်နိုင်ကြောင်းအပြန်အလှန်ညှင်းပွားနေခဲ့ကြပါတယ်။ကြားမကတော့ဘယ်သူ့ကိုမှအတိမပေးပဲထိုင်လန်ကိုတားဖို့အတွက်သူဟာလေ့ကျင့်ထားတာမလို့တယောက်တည်းထွက်လာခဲ့ပြီးနောက်ကနေကျန်တဲ့၄ယောက်ပါလိုက်လာခဲ့ကြပါတယ်။နောက်နေ့မနေ့ရောက်တော့ရှိဖူးရဲ့တပည့်တွေတရားမှမရှိတော့ပဲအစားအသောက်တိန်းတဲ့အခန်းထဲမှာဖိုးရဲ့အတန်ကိုပဲကြားလိုက်ရပါတယ်။ဖိုးဟာတောက်ခတ်သိမ်းထားတဲ့ဗီလိုထဲကအစားအစာတွေကိုဖောက်ခွဲပြီးခိုးစားနေတာမြင်တော့အစားအသောက်နဲ့များပြီးကွန်ဖိုးတင်ပေးဖို့အတွက်ကြံရတော့ခဲ့ပါတယ်။ဖိုရဲ့အာနစ်ချက်ဖြစ်တဲ့အစားအသောက်နဲ့အတာချက်ဖြစ်အောင်ပြောင်းလဲဖို့အတွက်အစားအသောက်တွေနဲ့အလံဝေးအောင်အီးချမ်းလာတဲ့ရေကန်ကြီးတွေနဲ့မြင့်မားလာတဲ့ဝါတော်ကြီးတွေရှိတဲ့နေရာကိုခေါ်လာခဲ့ပါတယ်ဒီလိုနဲ့ကွန်ဖူးပညာလို့စတင်မွေးဖွားခဲ့တဲ့မြစ်ဖျားရှိရာဝူဒန်တောင်တန်းတွေစီကိုနှစ်ယောက်သားရောက်လာခဲ့ကြပါတယ်ကွန်ဖူးတင်ပေးလို့ရမလားအခုငါကမင်းရဲ့ဆရာပဲလို့ရှိဖူးကပြောပြလိုက်တော့ဖိုလဲရင်ထဲထိသွားပြီးမျက်ရည်ဝဲသွားခဲ့ပါတယ်နှစ်ယောက်သားလေ့ကျင့်ရေးမှာတော့အခြားပါဆုံးကအစားအစာတွေဖြစ်ပြီးလေ့ကျင့်ပြီးမှသာစားခွင့်ပေးမှာဖြစ်ပါတယ်အချိန်ဆွဲနေတာအပြင်းကြီးနေတာဆိုရင်ဆရာရှိဖူးကပေါက်စီတစ်လုံးနှလုံးနိုင်စားမှာဖြစ်ပြီးအသုံးမကျလို့ကတော့စားစရာတွေပြုတ်ကျဆုံးရှုံးမှာဖြစ်ပါတယ်တောင်တန်းဒီပေါ်မှာလည်းလေ့ကျင့်ခဲ့ရပြီးခောက်ဆွဲစားဖို့တော့ဘိုင်းမှာမိဖို့ချတာကတိုက်ထိုးပြီးစားခံခဲ့ပါတယ်သမင်းတလုတ်ဒုတ်တစ်ချက်မဟုတ်ပဲတလုတ်စားရဖို့အကျင့်တရားမှာကရိုက်ခံခဲ့ရပါတယ်ဒီလိုနဲ့လေ့ကျင့်လာရင်ဖိုလဲအခြေခံကွန်ဖူးပညာကိုတက်မြောက်လာခဲ့ပါတယ်ဒါကိုပုံပြုတ်ဖို့တော့ပေါ့စီတစ်ပကံရှာပေးထားပြီးရှိဖူးကဖိုးကိုအရင်စားခွင့်ပေးလိုက်ပါတယ်။ဖိုးလည်းနည်းနည်းတော့ထူးဆန်းနေလို့စားဖို့ပြင်ဆင်နေတော့မှပဲရှိဖူးကမျက်စိတမိတ်အတွင်းလူစားလိုက်ပါတယ်။ဒီလိုနဲ့ဖိုးလည်းသဘောပေါက်သွားပြီးလူနိုင်တဲ့သူကစားရမှာဖြစ်ပါတယ်။ဘယ်နည်းနဲ့ပဲတုံးအဓိကလူနိုင်ဖို့အတွက်ရည်ရထားပြီးတော့ခဏအတွင်းမှာပဲပေါ့စီတဲ့အကုန်လုံးကိုရှိဖူးကစားပြစ်လိုက်ပါတယ်။နောက်ဆုံးကြံတဲ့ပေါ့စီတစ်လုံးကိုတော့ဖိုးကရအောင်လူဖို့ကြိုးစားနေတော့သူနဲ့အတူပေါ့စီလူပွဲကြီးကအကျိတ်နဲ့တိုက်ခိုက်ကြပါတယ်။ပေါ့စီကိုလုံးဝမြင်မကျအောင်ထိုင်ရင်နှစ်ယောက်သားအပြိုင်ဆိုင်လူနေကြတော့နောက်ဆုံးမှာတော့ဖိုးကပန်းနဲ့တဲ့နီးနဲ့ပေါ့စီကိုရသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ထိုင်လန်ဟာကြောက်စင်းနှန်းတော်စီကိုပြေးလာနေတဲ့လမ်းတစ်ဝက်မှာသူရဲကောင်းကားပေါ်နဲ့စတင်ထိတ်တိုက်တွေ့ခဲ့ကြပါတယ်။ထိုင်လန်ပြေးလာနေတဲ့ကျူးတသားကိုဖျက်ချလိုက်ပေမဲ့အချိန်နဲ့ခုံဝင်လာတဲ့ထိုင်လန်ကိုကြားမကတစ်ချက်ကန်ထက်လိုက်ပါတယ်။ကြားမပြုတ်ကျတော့မှဆိုးတာကြောင့်တခြားသူတွေလည်းကျူးတသားကိုပြန်ဆွဲထားခဲ့ကြရပါတယ်။ထိုင်လန်နဲ့ကြားမထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီးကျူးတသားကိုလည်းပြုံးကျအောင်ဆွဲထားရတာမလို့စောက်ထိုးတွေဖြစ်ကဖေးဖေးရဲ့အခြေအနေတွေဖြစ်နေခဲ့ပါတယ်။ထိုင်လန်ရဲ့ကန်ဆက်ကြောင့်ကြားမလည်းအဝေးကိုလွန့်ထွက်သွားခဲ့ရပြီးအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။မွေမနဲ့မြောက်တို့ပါဝင်တိုက်ခိုက်လာကြပြီးဂျိုးဂျာကကြားမကိုတော့ကြနေလို့ဓာတ်ကုတ်ကောင်တယောက်တည်းကပဲကျူးတသားကိုဆွဲထားနေရပါတယ်။ဟီယိုဖေးရဲ့အခြေအနေမှာ9ယောက်ပေါင်းပြီးတိုက်ခိုက်လိုက်ကကျူးတသားကိုဖျက်ချနိုင်ခဲ့ပါတယ်။ထိုင်လန်ဟာမတီလေးပဲ9ယောက်လုံးရဲ့နောက်ကိုရောက်လာပြီးတရုတ်ဘက်အကျော်ပိတ်တိုင်းနဲ့တစ်ချက်စီထိုးလိုက်လို့အကုန်လုံးလည်းတတိမိသွားခဲ့ပါတယ်။ရှိဖူးနဲ့ပိုလည်းနန်းဆောင်ကိုပြန်ရောက်လာခဲ့ကြပြီးနှစ်ယောက်သားအနှင်းငယ်ရင်းနှီးလာကသူရဲ့ကောင်းငါးဖွာထိုင်လန်စီမှာရှုံးနေခဲ့တာကိုတွေ့လိုက်ရပါတယ်။ဖိုကတော့သူတို့9ယောက်ပေါင်းတိုက်တာတော့မနိုင်တာသူတယောက်တည်းဘလုံးမှမဖြစ်နိုင်ဘူးလို့ယုံကြည်ချက်တွေပျောက်ဆုံးနေခဲ့ပေမဲ့ရှိဖူကတော့ဖိုဟာထိုင်လန်ကိုတားနိုင်မယ်လို့ယုံကြည်စွာပြောပြီးကြောက်စိမ့်နှကားစာလိပ်ကိုပေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်မစ္စတာဦးဝေးရဲ့တောင်ဝေးကိုဝေရမ်းလိုက်ပြီးရေပြင်ပေါ်ကမတ်မွန်ရွက်တွေဟာလေးပေါ်ပြန်ကစာလိပ်ကိုတည်ရင်အောက်ကိုကျလာခဲ့ပါတယ်ရှိဖူကတော့မင်းဟာအစင်တင်ဖြစ်ပြီလို့ပြောကဖိုကိုလိပ်စာအပ်နှံလိုက်ပါတယ်အထက်မှာဘာရှိမလဲအရန်သိရှင်နေတဲ့ဖိုကတော့နိုင်ငံတွေကိုဖောက်တွားလို့ရမလားလေးကိုပွားလို့ရမလားဆိုပြီးပောက်ကရတွေပြောကအရန်ကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်ဆရာရှိဖူကအာယုံဆိုင်ဖို့ပြောလိုက်ပြီးဒါကိုဖတ်ပြီးရင်ငကားတူရဲကောင်အစ်စ်ဖြစ်ပြီလို့ပြောကစာလိပ်ကိုပေးလိုက်ပါတယ်စာလိပ်ကဖွင့်မရပဲတွားနဲ့ကိုက်ဖွင့်နေလို့ရှိဖူကပဲဖွင့်ပေးလိုက်ရပြန်ပါတယ်တုံရီနေတဲ့လက်တွေနဲ့အတူစာလိပ်ကိုညင်တောင်စွာဖွင့်လိုက်တဲ့အချိန်မှာတော့ကိုရဲ့မျက်နှာမှာအဝါရောင်အလင်းတွေထင်ဟပ်နေပြီးရှိဖူအပဝင်အားလုံးကလည်းစိတ်ဝင်စားဆောင်ကြည့်နေခဲ့ကြပါတယ်မျက်လုံးပြူးပြူးနဲ့ပါးစပ်ကိုအကျယ်ကြီးဟာကအော်နေလို့အားလုံးလန့်နေကြတော့မှပဲစာလိပ်ထဲမှာဗလာကြီးတက်တက်ဖြစ်နေခဲ့ပါတယ်ရှိဖူလည်းနားမလည်နိုင်ပဲယူကြည့်လိုက်တော့တကယ်ပဲဘာမှမရေးထားတာကိုတွေ့လိုက်ရပါတယ်ဒီချိန်မှာတော့ထိုင်လန်ကိုတားနိုင်ဖို့အတွက်ကပိုးရေးကြီးနေပြီးရွာသူရွာသားတွေကိုထိုင်လန်နဲ့အဝေးဆုံးကိုခေါ်ထားဖို့ပြောလိုက်ပါတယ်ရှိဖူကတော့ထိုင်လန်ကိုရင်ဆိုင်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ဖိုကတော့သူလည်းဘာမှမတက်နိုင်တော့တာမလို့ယာရူယာသားတွေနဲ့အတူပြောင်းရွှေ့ဖို့လိုက်လာခဲ့ပါတယ်
ဖိုရွာသားတွေကနဂါသူရဲကောင်းဆိုတာမမိနေကြပြီရွာအတွက်သုံးမဝင်တဲ့သူဆိုပြီးတီးပြိုးပြောဆိုနေခဲ့ကြပါတယ်ဒါကိုကြားလိုက်ရတဲ့ဖိုလည်းဂယုမဆိုင်နိုင်ပဲသူ့အဖေရဲ့ခောက်ဆွဲဆိုင်ရှိရာကိုပြန်လာခဲ့ပါတယ်စိတ်တကြနေတဲ့ဖိုကိုတော့သူ့အဖေဟာအားပေးစကားပြောရင်းခောက်ဆွဲအတူပြန်ရောင်းကြဖို့အတွက်ပြောနေခဲ့ပါတယ်ဖိုကတော့သူဟာအဖေရဲ့တာရင်ကဟုတ်ရဲ့လားလို့တခါလေတွေးမိကြောင်းပြောပြလိုက်တဲ့အချိန်မှာဖိုရဲ့အဖေဟာလေးဝက်ချက်တစ်ခုကိုပြောပြဖို့အတွက်အချိန်တန်ပြီဖြစ်ကြောင်းပြန်ပြောလာခဲ့ပါတယ်အဲ့ဒါကတော့လေးဝက်ထားတဲ့ခောက်ဆွဲပြုတ်ကြီးလေးဝက်ချက်ဖြစ်ပါတယ်ဖိုလည်းစိတ်ပြတ်စွာနဲ့နားထောင်နေခဲ့ပြီးတကယ်တမ်းမှာတော့အဲ့လေးဝက်ချက်ကဘာမှမရှိဘူးလို့ပြောပြလိုက်ပါတယ်ခောက်ဆွဲပြုတ်ဖို့အတွက်ဘာအနှစ်တွေဖြောစက်နည်းတွေမှမလိုအပ်ပဲရိုးရိုးခောက်ဆွဲပြုတ်ရည်ပဲလို့ပြောပြလာပါတယ်စပယ်ရှယ်ဖြစ်နေဖို့အတွက်ကယုံကြည်ဖို့ပဲလိုတယ်လို့ပြောပြလိုက်ပါတယ်ဒါကိုနားလေသဘောပေါက်ထားတဲ့ဖိုဟာငကားစာလိပ်ကိုဖွင့်ပြီးနောက်တစ်ခါကြည့်လိုက်ပါတယ်စာလိပ်ထဲမှာတော့မန်လိုထင်ဟပ်နေပြီးသူ့ရဲ့မျက်နှာကိုတော့ပြန်မြင်နေရလောက်အောင်ဗလာနှက်ထိဖြစ်နေခဲ့ပါတယ်တော်ဝင်နှန်းဆောင်ရဲ့ထိတ်မှာတော့ရှီဖူဟာထိုင်လန်ကိုတားဖို့အတွက်အတင်းဆောင်နေပြီးမိုးရှိန်တန်တဲ့အတူထိုင်လန်လည်းလက်တစ်ပြက်ရောက်လာခဲ့ပါတယ်ဖိုပင်မှာလဲလို့မေးလိုက်ပြီးရှီဖူကတော့တိုက်ခိုက်ဖို့အတွက်ပြင်ဆင်လိုက်ပါတယ်ထိုင်လန်လည်းမစင်းစားပဲချက်ချင်းခုံဝင်ကစတင်တက်ခိုက်ပါတော့တယ်အနည်း20ကျော်ထောင်ထဲမှာပိတ်လောင်နေတဲ့ဒေါရဟာဂျေဇုရှင်ကိုတော့ပြန်မမြင်နိုင်တော့ပဲညံတောင်မှုမရှိဆရာကိုပြန်တက်ဖို့အထိတွေးထားကစာလိပ်ကိုပဲအရယူဖို့လောဘတက်နေခဲ့ပါတယ်မတ်စတာဥပွေးရဲ့တောင်ဝဲကိုယူကရှီဖူရဲ့လေဗင်းကိုထောက်ပြီးစာလိပ်ကိုတောင်းနေတော့မှပဲတောင်ဝဲလည်းကျိုးတော့ခဲ့ရပါတယ်နန်းဆောင်ထဲမှာအပြန်လန်တိုက်ခိုက်ရင်အသက်ကြီးလာပြီဖြစ်တဲ့ရှီဖူဟာတိုင်လန်ကိုမရှင်နိုင်တော့ပဲတဖြည်းဖြည်းနဲ့ရင်းနှီးလာခဲ့ပါတယ်ထိုင်လန်ရဲ့မီလက်တဲကုတ်ချက်တွေကိုအချက်တိုင်းခုခံဖို့ကြိုးစားနေပေမဲ့ရှီဖူကတော့မခံနိုင်တော့ပဲရေကန်နားကိုနှိမ့်ဆင်တော့ခဲ့ပါတယ်သူကိုယ်တိုင်ပုံသွင်းခဲ့တဲ့တားရဲတကောင်ဟာသူ့ကိုပြန်တက်တော့မယ်လို့တီးလိုက်ရတဲ့ရှီဖူဟာသူ့အမားတွေတက်တောင်းမှနေပေမဲ့ထိုင်လန်ကတော့ရှီဖူရဲ့လေဗင်းကိုညစ်ကစာလိပ်မရှိတော့တာကိုတတိထားမိတော့ခဲ့ပါတယ်လေဗင်းညစ်တက်ဖို့လုပ်နေတော့ဟေးဆိုတဲ့အတန်နဲ့အတူမောဟိုက်နေတဲ့ပန်ဒါတကောင်ရောက်လာခဲ့ပါတယ်သူ့ကိုယ်သူနဂါးသူရဲကောင်းလို့မိတ်ဆက်လိုက်ပြီးထိုင်လန်ကတော့ပန်ဒါဝတ်တုတ်တကောင်ကနဂါးသူရဲကောင်းလို့ပြောနေလို့လောင်ရည်လိုက်ပါတယ်ကိုလည်းမြများတက်တက်တိုက်ပေးမှမလို့နဂါးစာလိပ်ကိုမတုံးဘူးလို့ရှောက်ရှူးကလိုရှင်ရင်ရအောင်လာယူလို့အာရှောင်လိုက်ပါတယ်စောက်ခော့ကိုတစ်ချက်ပြေးထိုးလိုက်ပြီးသူရပြီးလုံနေတော့ဖိုရဲ့အစီတုံးတွေနဲ့ပြန်လည်တွန်းကန်လာပြီးထိုင်လန်လည်းလွန့်ထွက်တော့ခဲ့ပါတယ်သူ့ကိုယ်သူဆရာကြီးအထာနဲ့တိုင်းကွက်တွေထုတ်ပြကထိုင်လန်ကိုဒဲဆင်ခေါ်လိုက်ပါတယ်ဒေါ်တာထွက်သွားတဲ့ထိုင်လန်ဟာတဟုန်တို့ပြေးဝင်လာပြီးဖိုကိုဝင်တိုက်ကနှစ်ယောက်လုံးအောက်ဖက်ပြုတ်ကျတော့ခဲ့ပါတယ်တတိုင်းရှိကဒူးတက်ခဲ့တဲ့တစ်ပင်ပေါ်ကျတော့လို့ဖိုလဲတစ်ကိုင်းကိုဆွဲကထိုင်လန်ကိုရိုက်လွတ်လိုက်ပါတယ်ထိုင်လန်ကတော့စာလိပ်ကိုရမ်းလို့ရှင်နေလို့ထပ်မံပြေးဝင်လာပြီးလေကထစ်ပေါင်းများစွာကိုနှစ်ယောက်သားလှိမ့်ကျတော့ခဲ့ပြန်ပါတယ်စာလိပ်လည်းအပေါ်ကိုလွင့်စင်ပြီးထိုင်လန်ကယူဖို့လုပ်နေတော့ခောက်ဆွဲတွေနဲ့လမ်းယူလိုက်ပါတယ်တိုက်ခိုက်နေတော့မှပဲဖိုကဝါးပင်တွေကြားထဲကိုပြုတ်ကျတော့ခဲ့ပြီးစာလိပ်ကတော့ထိုင်လန်ရဲ့အနီးကိုကျတော့ခဲ့ပါတယ်ဘလုံးတွေကိုကလမရှေတောက်လုပ်ပြီးဒဲဦးတွေနဲ့စာလိပ်ကိုအုပ်ပစ်လိုက်ပါတယ်အားလုံးကိုမွေနှောက်လိုက်တော့ထိုင်လန်လည်းမျက်စိကြောင်လာပြီးစာလိပ်ကိုယူမရဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ထိုင်လန်ဟာအဝေးကိုထပ်မံလွင့်စင်သွားတဲ့စာလိပ်နောက်ကိုပြေးလွှတ်လိုက်နေတော့အနောက်မှာမီရှူးတွေနဲ့အတူငကားသူရဲကောင်းကြီးဟာအချိန်ဟုန်နဲ့ကြော်တက်လာကထိုင်လန်ကိုဝင်တိုက်လိုက်ပါတယ်စာလိပ်လည်းအပေါ်မှာတင်နေပြီးပိုကတော့စာလိပ်ကိုတက်ယူဖို့အတွက်ခုခီးလို့တွေးကအပေါ်ဆုံးတက်ဖို့ကြိုးစားနေတော့ထိုင်လန်ရောက်လာပြီးကန်ထဲလိုက်လို့အဆောက်အုံလည်းပြိုကျတော့ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲထိုင်လန်ရဲ့အဆင့်ညစ်ကွန်ဘူးကန်ရှက်တွေနဲ့အတူဖိုလည်းမြေကြီးတဲ့ဝင်ကမထနိုင်ဖြစ်တော့ခဲ့ပါတယ်နောက်ဆုံးမှာတော့ထိုင်လန်ဟာစာလိပ်ကိုရတော့ခဲ့ပြီးဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ဘာမှမရှိတာကိုပဲတွေ့လိုက်ရပါတယ်ဖိုလည်းပြန်ထလာပြီးလျှို့ဝှက်ပညာဆိုတာမရှိကြောင်းထိုင်လန်ကိုရှင်းပြနေပေမဲ့ရမ်းစိတ်တူသွားတဲ့ထိုင်လန်ဟာအကျောပိတ်တိုင်းနဲ့ဖိုကိုတစ်ချက်တည်းထိုးထည့်လိုက်ပါတယ်ဖိုကအစီတွေပိတ်နေတာကြောင့်အကျောပိတ်တိုင်းဟာအလုံးမလုံးဖြစ်နေခဲ့ပြီးဖိုအသက်တော့ဂလီကြားထိုးတယ်လို့ဖြစ်နေခဲ့ပါတယ်ဖိုကရီလီလီထိုင်လန်ကပိုစိတ်တူပြီးလက်တီးနှစ်ဖက်နဲ့အာကုံထုတ်ကဖိုရဲ့ဘိုက်ကိုထိုးလိုက်ပေမဲ့ဖိုရဲ့ဘိုက်ကတော့ပြစ်တိုင်းထောင်လို့ဖြစ်နေတာကြောင့်ပြန်ကန်ထွက်လာပြီးရှိသမျှအားတွေဟာထိုင်လန်ကိုပဲပြန်ထိသွားခဲ့ပါတယ်ခန္ဓာရည်ရှိတဲ့ဖိုတယောက်ကတော့ယုံကြည်မှုတွေရရှိလာပြီးတတ်ထားတဲ့အခြေခံကွန်ဖူးနဲ့ပဲထိုင်လန်ကိုအပြန်အလှန်တိုက်ခိုက်နေပြီးဖင်တုံးနဲ့တိုက်လိုက်လို့ထိုင်လန်လည်းလွန့်ထွက်တော့ခဲ့ပါတယ်ခြေထောက်တွေကိုအသင့်ပြစ်ထားလိုက်ပြီးဒေါရကြီးစွာပြေးလာနေတဲ့ထိုင်လန်ကိုဘိုက်အစီနဲ့ခံပေးလိုက်လို့ကောင်းကင်ပေါ်ပြန်တက်တော့ခဲ့ပါတယ်အမြင့်ကနေပြုတ်ကျလာပြီးအားရင်ရှိနေတဲ့ထိုင်လန်ဟာဇွဲမလျှော့ပဲပို့ကိုထိုးဖို့လုပ်နေတော့အตาရလေးထိုင်လန်ရဲ့လက်ကိုကင်တာဝီရှိလက်ချောင်းတိုင်းကိုထုတ်လိုက်ပါတယ်ခမမိုက်လေးပဲသူကငကားသူရဲကောင်းဖြစ်ကြောင်းကြွားလိုက်ပြီးလက်တန်းကိုကွေးချလိုက်တာနဲ့အလင်းရောင်တွေဖြာတော့ကတမျိုးလုံးနဲ့လင်းထိန်သွားခဲ့ပါတယ်မြို့သူမြို့သားတွေလည်းမြို့ထဲကိုပြန်ဝင်လာကြပြီးဖုံမုံနေကြားထဲကနေဒဲအိုးခမောက်ဆောင်းတဲ့ငကားသူရဲကောင်းကြီးထွက်ပေါ်လာခဲ့ပါတယ်အားလုံးပျော်ရွှင်စွာကြိုဆိုလိုက်ကြပြီးဖိုရဲ့အဖေလည်းငကားသူရဲကောင်းအဖြစ်လက်ခံသွားခဲ့ပါတယ်သူရဲကောင်းငါးဖော်ရောက်လာပြီးအားလုံးလည်းဖိုကိုအလေးပြုကဇလန်းအစကဖိုရဲ့အိမ်မက်ဟာတကယ်လက်တွေ့ဖြစ်လာခဲ့ပါတော့တယ်ရုတ်တရက်ဆရာရှိဖို့ကိုတတိယထားပြီးလေကထစ်တဲ့ပေါ်ကိုအမြန်ပြေးသက်သွားကဆရာရှိဖို့ကိုတူနိုင်သွားပြီလို့ပြောပြလိုက်ပါတယ်ရှိဖူလည်းမာစတာဥဝေးရဟောဝင်းဟာတကယ်မှန်တာပဲမင်းဟာတကယ်ငကားသူရကောင်းဖြစ်တယ်လို့ပြောပြီးစိတ်ချလက်ချအိပ်ပျော်တော့ခဲ့ပါတယ်။ဦးကြောင်ကြောင်နဲ့ပိုးကတော့တေးပြီးထင်ပြီးရှောက်အောင်နေလို့ပြန်နိုးလာပြီးမသေးလေးချောင်းပြန်ပြောလိုက်ပါတယ်။နှစ်ယောက်သားရေကနားမှာပဲအနားယူရင်တခုခုစားချင်လားလို့မေးလိုက်ပါတယ်။နောက်ဆုံးမှာတော့နှစ်ယောက်သားမတ်မွန်ပင်နားမှာပေါက်စီတူတူစားရင်မတ်မွန်ပင်အစ်စ်လဲပေါက်လာကဇလန်းလေးလည်းပြီးဆုံးတော့ခဲ့ပါတယ်။